လွယ်တယ်အတုံးလဲအရမ်းများတယ်ကိုတီးတိုင်တီးတက်တယ်လို့မိုက်တဲ့စကီးတစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ A minor pentatonic scale အဲ့ဒါအတွက်ဒီလိုသူကဘယ်နားမှာစလဲဆိုတော့6ကျိုး5ကွက်6ကျိုး10ကွက်ပြီးရင်5ကျိုး5ကွက်နဲ့5ကျိုး9ကွက်4ကျိုး5ကွက်နဲ့4ကျိုး9 3ကျိုး5ကွက်နဲ့3ကျိုး9ပြီး2ကျိုး5ကွက်နဲ့2ကျိုး10ပြီး1ကျိုး5ကွက်နဲ့1ကျိုး10ပြန်တိုင်လိုက်လို့ပဲအဲ့ဒါကိုကြိုက်တယ်လို့ဖန်တီးလို့ရတယ်ဒါကတော့ A minor pentatonic scale ပေါ့တကယ်လို့ B minor ဖြစ်ချင်တယ်ဆိုရင်သူကလည်းတစ်ခွက်ကျော်ရွှေ့လိုက် B minor ဖြစ်မယ်အဲ့တဘောပဲ A B C D E အကုန်ရွှေ့လို့ရတယ် G ဆိုရင်ရှေ့ကိုရွှေ့လိုက်ပေါ့ဒါ position တစ်ခုပဲเนาะ position ကအများကြီးရှိတယ်ဒါပေမဲ့ဒီ position ကအတုံးလေးများသလိုလွယ်တယ်ဟုတ်ပြီဒီ scale ကတချင်းတော်တော်များများမှာပါတယ်ဥပမာမျိုးကြီးယူလိုက်ထဲမှာသူကအမြန်ပြေးတဲ့နေရာတစ်နေရာပါတယ်အဲ့ဒါဆိုရင်ဒီ pentatonic scale ပဲအဲ့လိုမျိုးပေါ့ rock and roll တွေပါလေသူကဒီဟာကိုပဲသုံးသွားတာကွာအဲ့တော့ကိုကလက်တီးမဲ့ဆိုရင်တော့ scale တွေကတော့အများကြီးတီးရမှာကွာဒါပေမဲ့ဒါက beginner တွေအတွက်ဒီတစ်ခုရရုံနဲ့အများကြီးလှုပ်ရှားလို့ရတယ်ကိုစိတ်ကြိုက်တယ်လို့လည်းဖန်တီးလို့ရတယ်တချင်းတွေမှာလည်းအသုံးများတဲ့အတွက်ကျန်ထားတဲ့ scale တစ်ခုပဲ